hypertension ဆေးတွေရောမှတ်မိသေးလား။ဥမာတတိယမနေ့က hypertension ကို record မခေါ်လိုက်ရအောင်။တွေးကြစီတွေ တွေးကြစီတွေ တွေးကြစီတော့တွေးကြစီအုပ်စုဘယ်နှစုရှိလဲ။အုပ်စုတွေ ငါးစုပါဒေါက်တာ လူဖြေကြရဲ့5စုပါဒေါက်တာတဲ့။အဲ့ဒါဆိုရင်ဘာတွေလဲ AABCD ပါ ဟိုတော်လိုက်ကြတာမနေ့အရန်တော် ABCD ဟုတ်တယ် A က2မျိုးနော် တရားနှစ်မျိုး ဟုတ်တယ်ဘာလေးတွေလဲ AC angiotensin converting inhibitor ရဲ့ beta blocker ရဲ့ angiotensin ဟုတ်တယ် receptor blocker ဟုတ်တယ် B ရပါလဲ B က beta blocker B ရ beta blocker ဟုတ်တယ် beta blocker ဘာနဲ့စုံတာလဲ law နဲ့စုံတာ law နဲ့ ဘော စုံ နဲ့ဆုံး ဟုတ်တယ်ဟုတ်တယ်မင်းဟုတ်တယ်တော်တယ်law နဲ့စုံတဲ့ beta blocker ပြီးတော့ C ကရော calcium channel blocker calcium channel blocker ဟုတ်တယ် calcium channel blocker ဘာနဲ့စုံတာလဲ တပင်းနဲ့စုံတာ တပီးနဲ့စုံတာဟုတ်တယ်တပီးနဲ့စုံတာဒီကရော diuretic ဒီကdiuretic diuretic ဟုတ်တယ် diuretic မှာဘာဆေးနာမည်လေးတွေပဲပြောပြနော် basic attendome spironolactone ဟုတ်တယ် spironolactone ဟိုစာရီဖတ်ထားကြတာပဲရန်တော့ တော့ဆင်းအောင်မဆင်းလာအောင်နော်ဖြေသွားကြချက်ချင်းပါ ရန်တော့နော်တကယ် ဆင်းလာ congratulation ပါအားလုံးကိုကျေးဇူးတင်ပါတယ်စာရီရနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မေးသမျှဖြေနိုင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် တင်ပေးတဲ့ဆရာမတော်လို့ပါရှင် ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး appreciate လုပ်ပါတယ်မေးမေးရနေလို့လား တကူတော့မေးကြလို့ဆရာ ရှင်း ပင်နစလင်အုပ်စုထဲမှာလေ MP cloud မပါဘူးလား ပနဆလင်ထဲမှာအမ်ပဆလင်ပနဆလင်ပါလိမ့်တယ်အမောက်ဆဆလင် MP MP cloud cloud ဆိုတာလေအမ်ပဆလင်နဲ့ကလောက်ဆာဆလင်နဲ့တွဲထားတာပဲပါတယ်လေ အပိစလင်းမျိုးစား သူတို့ကပနဆလင်အုပ်စုဝင်နေ ခု ပဲ ပေါင်းတာပေါ့သူကလေ အောင်းတာလား MP ကလောက် cloud စား ပဲအရင်ကောင်းပါတယ် အဲ့လိုပဲအဲ့ဘာနှစ်ခုပေါင်းတာလောက်စားစလင်း cloud ဆရာကခုနပြောခဲ့ augmentin တော့ဆိုရင် तू ကအမောက်ဆက်စလင်းနဲ့ globulin နဲ့ acid နဲ့ပေါင်းတာ MP cloud မှာ MP cloud ဆိုတာကြတော့ तू ကဟိုလိုမျိုးဘယ်လိုပြောမလဲ ampicillin နဲ့ cloxacillin နဲ့နှစ်မျိုးပေါင်းပြီးတော့ထုတ်တာအဲ့တော့သူ့ကိုဆရာတို့ ampicillin အကြောင်းပြောခဲ့တော့လို့ပဲလေအနာရီနည်းနည်းကြက်တာမြန်အောင်ဒါမှမဟုတ်ပိုးမဝင်အောင်သူ့ကိုအဲ့နေရာတွေမှာအသုံးပြုတာပေါ့နော် MP cloud ကတော့ဒါအရန် common ဖြစ်တယ်ပေါ့အရန်သုံးတယ်အနာရီနဲ့ပတ်သက် ဟုတ်အနာစိမ်းတွေပါတယ်တချို့အဲ့လိုမျိုးရှိတယ်နိအဲ့လိုမျိုးဆို MP cloud တွေအရေးပြားအနာတွေပါအရေးပြားပုံမှာဖြစ်လာတာမျိုးတွေဆိုရင် သူခဏအရန်ရောင်းနေရတော့သူလည်းမေးချင်တာ MP cloud အရန်စေးတိုင်းမှာအဝယ်တွေများလို့ဖြစ် ပုံမှန်ဖြစ်တယ်နော်သုံးများတယ် အဲ့ဆိုနေကြရှိသေးလားရှိတော့ပါဘူးโอเคပါအဲ့ဒါဆိုလို့ရှိရင်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ကိုစာရီရနေတဲ့အတွက်တကယ်ကို appreciate လုပ်ပါတယ်အကုန်လုံးတကြံပြီးတော့ဒေါက်တာတို့ဒီငလျင်တွေဘာတွေဖြစ်သွားတော့တင်တန်းကိုခဏလေးအဲ့လိုမျိုးပေါ့နော်ရွှေ့လိုက်ရတဲ့အတွင်းမှာစာရီဖတ်ထားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုအားလုံးပဲ good night ပါ next ပေါ့ Saturday ပေါ့နော်နောက်တစ်ပတ်စနေနေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်
ဟုတ်ကဲ့ပါဒါ ကဲပါ good night ပါရှင် မဲ good night ပါ ဟုတ် good night ပါရှင်